လူတရတူတီ channel မှာကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါဗျ။အဲ့တော့ကျွန်တော်ဒီနေ့လက်တွဲဆိုင်ကလေးရထားလို့တင်ပေးတာဖြစ်ပါတယ်။အဲ့တော့ဝါသနာပါရင်အကြိုက်တူရင်ချင်းချင်းပြီးတော့ထိုးနိုင်ပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ခွန်5 4အဲ့တော့ဒီသုံးလုံးပေါင်းခြင်းက6အဲ့တော့6ပါဝါ1အဲ့တော့ဒီ6တစ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီ8နဲ့5နဲ့ပေါင်းပါဗျအဲ့တော့8နဲ့5နဲ့ပေါင်းတော့3အဲ့တော့သူက3ဆိုတော့3ပါဝါ8ပေါ့နော်အဲ့တော့3ပါဝါ8မြန်လာမလို့ဟုတ်3ပါဝါ8ဆိုတော့ဒီနှလုံးပေါင်းခြင်းမှာ9နဲ့3နဲ့က2အဲ့တော့2ဒီ2ဒီဒီ3နဲ့8ဖြစ်ဖို့အရေး2ဒီ3ဖြစ်ဖို့အတွက်1 2ဒီ8ဖြစ်ဖို့အတွက်6အဲ့တော့ဒီ1နဲ့6နဲ့ဒီ1နဲ့6နဲ့ပေါ့အဲ့တော့အဲ့ဒီနှစ်ခုရောပြီးတော့ကျွန်တော်ကကဏ္ဍထောက်အောင်မှာဖြစ်တယ်အဲ့တော့ဆောနာကဒီ6ပါဝါ1နဲ့ဒီ1ပါဝါ6အဲ့တော့ဒီနှလုံးရောလိုက်တဲ့အတွက်ကျွန်တော်တို့ကကဏ္ဍဘာရလာလဲဆိုတော့6အဲ့တော့အဲ့မှာကျွန်တော်66ဆိုတဲ့ကဏ္ဍလေးရခဲ့ပြီဗျအဲ့တော့နောက်တစ် site ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ခွန်ရယ်3ညရယ်5ရယ်သူဒီ2ပါဝါခွန်အဲ့ဒီတော့နောက်တစ်ခုကကျွန်တော်တို့4နဲ့3ညနဲ့ပေါင်းခြင်းဒီ4ပါဝါ9အဲ့4ပါဝါ9ဒီကျွန်တော်တို့9နဲ့8နဲ့ပေါင်းခြင်းဒီ3ဖြစ်တယ်အဲ့တော့အဲ့3ကိုဟိုဒီ4 9ဖြစ်ဖို့ရေး3ဒီ4ဖြစ်ဖို့အတွက်1 3ဒီ9ဖြစ်ဖို့အတွက်6အဲ့တော့1 6အဲ့တော့ပြောရရင်ကျွန်တော်ဒီ2ခွန်နဲ့1 6ဒီလေးလုံးတွေကနေကဏ္ဍထောက်အောင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဲ့မနက်မှာထွက်တဲ့ကဏ္ဍဒီ1ခွန်အဲ့တော့နောက်တစ် site ကိုသွားမယ်ဗျနောက်တစ် site ကကျွန်တော်တို့8ရယ်9ရယ်6ရယ်အဲ့တော့8နဲ့9နဲ့6နဲ့ပေါင်းခြင်းဒီ8နဲ့9နဲ့ပေါင်းခွန်နဲ့6နဲ့ပေါင်း3အဲ့3ဖြစ်တဲ့3ပါဝါ8 38အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ခွန်နဲ့9နဲ့ပေါင်းခြင်းဒီ6ပါဝါ1အဲ့တော့အဲ့ဒီ6တစ်ဖြစ်ဖို့အရေးကျွန်တော်တို့ကအပေါ်မှာ3နဲ့6နဲ့ပေါင်းခြင်းဒီ6အဲ့တော့6ဒီ6တစ်ဖြစ်ဖို့ပေါင်းအောင်မှာဖြစ်တယ်အဲ့တော့6နဲ့6ကို6ဖြစ်ဖို့အတွက်3ည6ကို1ဖြစ်ဖို့အတွက်5အဲ့တော့ကဏ္ဍထောက်အောင်မှာဒီ3 8နဲ့3ည5တွေကနေကဏ္ဍထောက်အောင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ထွက်တဲ့ကဏ္ဍဒီအဲ့ဒီမှာကျွန်တော်တို့5 3ဆိုရဲ5 3အဲ့တော့ခုနောက်တစ် site ကျွန်တော်အခုဒီနေ့မနက်ပေါ့လေကျွန်တော်ဒီနေ့မနက်အတွက်ကကျွန်တော်တို့6ရယ်ခွန်ရယ်3ညရယ်ပေါင်းပါအဲ6ခွန်3ညပေါင်းခြင်းဒီ3ပါဝါ8ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့9နဲ့ခွန်နဲ့ပေါင်းခြင်းဒီအဲ9နဲ့ခွန်နဲ့ပေါင်းပါဒီ2ပါဝါခွန်အဲ့တော့ကျွန်တော်တို့ဒီအပေါ်မှာရှိရလို့ပဲ6နဲ့9နဲ့ပေါင်းခြင်းဒီ3အဲ့3ဒီ2ခွန်ဖြစ်ဖို့အရေး2ခွန်ဖြစ်ဖို့အရေးကျွန်တော်ကထည့်ပေါင်းပြရမှာဖြစ်တယ်အဲ့တော့ဒီ6နဲ့9နဲ့ပေါင်းထားတဲ့3ဒီ2ဖြစ်ဖို့အတွက်9 3ဒီခွန်ဖြစ်ဖို့အတွက်4အဲ့တော့9 4အဲ့တော့ဒီထဲကနေကျွန်တော်တို့ကဒီ3 8နဲ့9
3894အဲ့လေးလုံးနဲ့ကနေကဏ္ဍထောက်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ထုံးစံအတိုင်းအပေါ်ကနေသွားမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်11661661ပေါ့အဲ့တော့နောက်တစ်ခုကျွန်တော်မြင်ရလာတယ်ဟုတ်ဒီမှာဆိုရင်11611666အဲ့ဒါပါနောက်တစ်ခုကြာကျွန်တော်တို့နောက်တစ်ခုမှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်2126ခွန်1ခွန်6အဲ့တော့2112 2662 1ခွန်ခွန်1အဲ့တော့နောက်တစ်ခုကြာကျွန်တော်တို့ဒီမှာကြာ3335 3353 8385 3858အဲ့တော့နောက်တစ်ခုကျွန်တော်တို့ဒီနေ့မနေ့စာအတွက်ကအဲ့တော့ကျွန်တော်တို့ဒီ38နဲ့64ကိုကဏ္ဍခွေရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ခုမနေ့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့3934 8984အဲ့တော့ကျွန်တော်တို့ဒီထဲကနေပေါ့ဒါတွေကိုအားထိုးရမှာဖြစ်တယ်အဲ့တော့မိတ်ဆွေများအကြိုက်တူရင်ဒီကဏ္ဍလေးတွေထိုးနိုင်ပါတယ်လို့